ပြောတဲ့စီနာရွာတလေးအလူပွဲပကာကနာမရှိပါတုတ်တုတ်ပြုံးဆိုရင်ကာရုအနုမောရနာဘောကပြောစရာဒုတော်ကအလူပါထမရီချောင်းစီအလူပေးတဲ့အခါကာလာသမီးတို့စုစုဝေးဝေးကုန်လာရရွာလူကြီးသူမစီမခိုင်းသမျှအကုန်လုံးနာကနာဘီစီဒီအတန်လုံးဖွင့်တာညစီစီလက်ဆိုကြတာပြောတာကြားရင်သာရုလူမောဒနာခေါ်ကြသူငါထမရီချောင်းစီအလူပေးတဲ့အခါကာလာသမီးတို့ဆူဆူဝေးဝေးအကုန်လာရရွာယူကြီးသူမစီမခိုင်းသမျှအကုန်လုံးနာနာနာဘီစီဒီအတန်ကိုဖွင့်ကားညစီစီလိုက်ဆိုကြတာပြောတာကြားရင်သာရုလူမောဒနာခေါ်ကြသူငါရွာတလေးအလူပွဲဒီအချိန်က